စစ်သားတယောက်မတော်တဆမြေမြုပ်မိုင်းတစ်လုံးကိုမမိလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူ့စိတ်ကထိမ့်မနိုင်တော့ပဲသူ့အသက်တာမကသူ့ဖော်တွေ့အသက်ပါအနေနဲ့ထည့်လိုက်မိတယ်ဆိုပြီးစိုးရိမ်ထိတ်လန့်သွားပါတယ်။ခဏအကြာမှာအဖွဲ့ခေါင်းဆောင်ကပတိန်ရောက်လာပြီးမိုင်းရဲ့အနက်နဲ့အရွယ်စားကိုတိနိုင်ဖို့တစ်တုတ်တစ်ချောင်းနဲ့မိုင်းပိတ်ပက်လက်မြေကိုဖြည်းဖြည်းချင်းထုတ်ရှင်းလာပါတယ်။အဲ့ဒီအချိန်မှာပဲဒီမိုင်းဟာအရန်ကြီးတယ်ဆိုတာသိလာပြီးမဖြုတ်နိုင်တဲ့အခြေအနေဖြစ်နေတယ်လို့တွေးရှိလိုက်ပါတယ်။ဒါကြောင့်ကပတိန်ကစစ်သားတွေကိုနောက်ဆုတ်ခိုင်းပြီးမိုင်းပေါ်မှာမနေတဲ့စစ်သားကို3ထိရေးတွက်မယ်ပြီးရင်ခြေထောက်ကိုဖြည်းဖြည်းတင်လိုက်လို့အမိတ်ပေးပါတယ်စစ်သားကလည်းအမိတ်အတိုင်းလှုပ်လိုက်ပြီးသူ့ခြေကိုထုတ်လိုက်ချိန်မှာကပတိန်ကချက်ချင်းသူ့နေရာကိုဝင်ပြီးမိုင်းပေါ်ကိုကိုယ်တိုင်လိုက်ပါတယ်ဒီလိုနဲ့ကပတိန်ကသူ့အဖော်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့သူ့ကိုယ်ပိုင်အသက်ကတော့အန္တရာယ်ထဲဝင်သွားပါတယ်ရုတ်တရက်သူခြေတစ်ဖက်မိုင်းပေါ်ကနေလွတ်သွားတာကြောင့်လူတိုင်းထိတ်လန့်သွားကြပါတယ်ဒါပေမဲ့ကပတိန်ကမိုင်းပေါ်မှာတောင်တက်ကလို့ခုန်နေသေးပေမဲ့မိုင်းကမပေါက်ပါဘူးအဆုံးမှာတော့သူတို့တိလာတာကအဲ့ဒီမိုင်းဟာအရင်ကတည်းကဖယ်ရှားပြီးသား diffuse ဖြစ်နေပြီးကပတိန်ကသူတို့ကိုစမ်းသပ်ဖို့လှည့်စားထားတာဖြစ်ပါတယ်